ကိုငါပြီးတော့ဖတ်ကြတယ်ဆိုတော့ယဉ်ကျေးမှုကကျွန်တော်လက်လန်းမီသလောက်မမီသလောက်တော့ထားလိုက်ပါတော့ဘယ်နေရာစုလို့ဘာလို့တွေကဒါကျွန်တော်တို့ library တွေပေါ်လာတယ်ဆိုတော့လေအဓိကအကြောင်းရင်းကအဲ့ဒါထဲမှာပါတယ် knowledge sharing ပေါ့နော်စာအုပ်ငါးဆိုင်ဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းလို့ကျွန်တော်မြင်ကြတယ်စာအုပ်ရောင်းဆိုင်ဆိုလို့ရှိရင်လည်းဒီလိုပဲမြင်ကြတာရှိတယ်ဒါပေမဲ့အဲ့ library တွေကျွန်တော်စာအုပ်ငါးဆိုင်တွေကပေါ့ရှင်းရှင်းပြောရင် knowledge sharing ပဲပေါ့နော်အခုလက်ရှိခေတ်မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ platform တွေပေါ့ social platform တွေကလည်းဒါ sharing တွေပဲလေဟုတ်ကဲ့အဲ့ဟာကိုအခြေခံပြီးတော့လုပ်တဲ့လုပ်ငန်းဖြစ်တယ်ပေါ့အဲ့တော့စာရေးဆရာတယောက်လုပ်ချင်တယ်ဆိုလို့ရှိရင်ပုံနဲ့အနည်းဆုံးကစာအုပ်ရှိဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစာနဲ့ပတ်သက်ပြီးတော့ကိုကရက်တည်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးအရေးကြီးတဲ့ကြီးရဲ့ချက်ကတော့ကိုဒီ sharing လုပ်ဖို့ဒီလုပ်ကိုလုပ်တယ်ဆိုတာကိုတော့ပြတ်ပြတ်သားသားမြင်ရနိုင်မယ်ဒါကျွန်တော်တကူရေးဟုတ်ကစားပဲအဲ့တော့အခုစာရေးတယ်ဆိုတဲ့ဥစ္စာအခုခံစားမှုကိုအတွေ့အကြုံအဲ့ဒါကိုတခြားလို့ဖတ်စီကြဟုတ်အဓိက main thing ကအဲ့ဒါလေကိုသိနေတဲ့အကြောင်းကိုကိုသိရင်ပြီးတာပဲဆိုတော့ဘယ်သူကရေးမှာတော့ဟုတ်တယ်မလားကိုကန်စားပြီးတာပဲဆိုဘယ်သူကရေးတခြားလူအတွက်ကိုကလှုပ်ပေးပြီဆိုတာဟိုကဒါဒီအခြေခံသဘောတရားပေါ့ဒီလိုပဲကျွန်တော်တို့စာအုပ်အငှားဆိုင်တွေတစ်ခေတ်တခါတော့ကျွန်တော်တို့မှာတော်တော်အားကိုးခဲ့ရတာသူတို့ကအဓိကအကြဆုံးပဲဟုတ်ကျွန်တော်ဘယ်လောက်အားကိုးလဲဆိုတော့ဒီဆိုင်အကြီးရဲ့ပိုင်ရှင်ကိုကျွန်တော်အမျိုးသမီးလုပ်လိုက်ပါတယ်သူစီကစာအုပ်ပေါင်းတောင်းစီကိုကျွန်တော်ဖတ်ချင်တယ်တစ်ခါကြောက်ပေါ့နော်အရင်ကြီးတာအရင်ကြီးကလည်းကြီးလူရင်းလိုက်ရတာအဲ့တော့ကျွန်တော်တို့ခေတ်တော့စာအုပ်အငှားဆိုင်နေဆိုတဲ့ဥစ္စာကသူကပေါ့တပိုင်းစီလစဉ်ထွက်တဲ့ magazine တွေရှိမယ်လစဉ်နှစ်လကားတစ်ခါပေါ့နော်တချို့ဆိုတစ်လစဉ်တစ်ခါဆိုထွက်နေတဲ့လုံချင်းတွေရှိမယ်အဲ့လိုမျိုးတွေပေါ့နောက်ပြီးတော့တိုင်းဝတ္ထုလိုဟာမျိုးတွေရှိမယ်စာရေးမဲ့လူတယောက်စီပေါ့ငါကဟိုးစာပေဆိုမဖတ်ဘူးငါလေဦးစုံမှဖတ်မှာပေါ့နော်ကောင်းတဲ့ဆိုဝင်းမှာငါစာထင်တာတော့အဲ့လိုလုပ်လို့မရဘူးဗျာဒါကျွန်တော်အတွေ့အကြုံပြောတာပါဟုတ်ကဲ့မြည်သည့်စာမဆိုအမြဲတမ်းဖတ်နေပါဟုတ်ကိုနဲ့ကိုက်ညီတဲ့ဟာဆိုယူပေါ့ကိုနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်မယူနဲ့ပေါ့ဒါပေမဲ့ဖတ်ဖို့လိုအပ်တယ်အဲ့လိုဖတ်ဖို့အတွက်ကိုစာအုပ်အငှားတိုင်းရှိဘူးလို့ပါရှိဘူးဆိုင်မရှိငှားပြီးတော့ဖတ်ရမယ်ဆိုင်မရှိရင်စာဖတ်တဲ့လူနဲကိုနဲသွားလိမ့်မယ်ဒါကျွန်တော်အယူဆပြီးတော့နောက်တစ်ခုကအကိုရယ်ကျွန်တော်တို့နေရတဲ့အိမ်ကြီးကျင်းလဲကျင်းမယ်ကျင်းရင်လဲကျင်းမယ်ကျွန်တော်မှဘယ်လောက်ပတ်စံရှိစာအုပ်တွေကိုဝယ်ပြီးတော့ဖတ်ဖို့ဆိုတော့အခက်အခဲရှိလို့ရှိတယ်မှန်တော့ပေါ့ကိုအဲ့အခက်အခဲမှာနံပါတ်1အချက်ကျွန်တော်ပြောခဲ့တဲ့နေရာအခက်အခဲပေါ့နောက်နံပါတ်2အချက်အချို့သောစာအုပ်တွေဒီကျွန်တော်နောက်တစ်ခါပြန်ဖတ်စီရမှာလို့လည်းစာအုပ်တွေရှိမှန်တော့ပေါ့ဒါမျိုးကိုကြားလို့ရှိရင်ငှားပြီးတော့မြည်ပြီးတော့ဖတ်ရဖို့ပိုကောင်းတော့တချို့သောဟာတွေမှာကျွန်တော်လက်နှမ်းမမီတာရှိတယ်ဥပမာကျွန်တော်ရဲ့ library ကြီးတွေမှာထားတဲ့တကယ်ဂန်နဝယ်စာအုပ်ကြီးတွေပါဆိုရင်သူ့ရဲ့ original ငွေရင်းကိုကျွန်တော်တို့ဝယ်မယ်ဆိုရင်တို့တက်နိုင်လို့လားဟုတ်အဲ့ရတဲ့စင်မရနိုင်ဘူးအဲ့တော့ငှားဖတ်ရတယ်ဆိုအဲ့စာအုပ်အငှားဆိုင်ရင်ချင်းမှုဒီအခုနောက်ပိုင်းမှာတော်တော်ကိုရော့ကျသွားတယ်ဟုတ်ကဲ့အဲ့ဒါကြောင့်ကျွန်တော်မရရအောင်ပြန်လုပ်တယ်ကျွန်တော်လည်းကျွန်တော်မိတ်ဆွေတွေပေါ့နော်ပေါင်းပြီးတော့ကျွန်တော်ဟိုပေါ့ဒီရန်ကုန်ဝန်ကြီးများယုံဝင်းထဲမှာ Latin House ဆိုပြီးတော့ classic art area ဆိုပြီးတော့ art နဲ့ပတ်သက်တဲ့ဥစ္စာတွေတစ်ချိန်က classic ဖြစ်ခဲ့တဲ့ဟာတွေပေါ့အခု modernize ဖြစ်နေတဲ့ဟာတွေကိုပြန် join လိုက်ပြီးတော့မရရအောင်ပြန်ဖွဲ့တယ်ပေါ့အဲ့ဒီထဲမှာစာအုပ်အငှားဆိုင်ပါတယ်စာအုပ်အငှားဆိုင်ကိုအရင်တော့ပုံစံနဲ့နည်းနည်းတော့ပြောင်းသွားတယ်ဘယ်လိုပြောင်းရလဲဆိုတော့ခေတ်ပြောင်းသွားတဲ့အတွက်ကြောင့်မလို့ဒီနေ့ငှားပြီးတော့မနက်ကအရင်လည်းအမယ်လို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Saturday Sunday ပဲဖွင့်တယ်ဖွင့်တဲ့ဟာကိုကျွန်တော်ကအသုံးချတာပေါ့ဒီအခွင့်အရေးကိုအဲ့တော့ဒီတစ်ပတ်မှာငှားတော့တစ်ပတ်လုံးဖတ်ပြီးနောက်တစ်ပတ်မပြန်ဒါပေမဲ့ member card လို့လုပ်တာဟိုပေါ့ကျွန်တော်တကယ်ကို library အကြီးလည်းမဟုတ်ဘူးအရင်တော့ရှိခဲ့တဲ့ကျင်းကြောင်းသော area တခုထဲမှာဖွင့်တဲ့စာအုပ်ငှားဆိုင်လည်းမဟုတ်ဘူးအဲ့နှစ်ခုရဲ့ကြားကိုကျွန်တော်တို့မရရအောင်လုပ်တယ်အဲ့တော့အဲ့မှာရဲ့အကျိုးဆက်ကဘာဖြစ်လာလဲဆိုတော့တခါမှမသိဘူးတဲ့စာမိတ်ဆွေတွေရအကြီးကျယ်ရတာအများကြီးရတာဟုတ်ကဲ့အဲ့ဒီ network တွေ knowledge နဲ့ပတ်သက်တဲ့ network ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီ network ထဲမှာရှိနေတဲ့လူတွေဒီအချင်းချင်းကိုလူမှုရေးစီးပွားရေးကျန်းမာရေးအစား sharing လုပ်လို့ရတယ်ဟုတ်ဒါစာအုပ်ကနေ base ဖြစ်တာလေဟုတ်ကဲ့ဘာလို့ဆိုတော့ idea ချင်းဉာဏ်ရည်ချင်းတူတဲ့လူတွေမိတ်ဆွေဖြစ်သွားတော့မိတ်ဆွေဖြစ်အဲ့ဒီ network ဒီအရန်ကောင်းတဲ့ network မရရအောင်ကျွန်တော်တို့ပြန်လုပ်တယ်
စာအုပ်ငါးဆိုင်စီဆက်စာချင်းမှာတော့စာအုပ်ငါးဖတ်တဲ့ဥစ္စာဒီလိုပြတ်တောက်သွားတာပေါ့ ဟုတ်ကဲ့ ကျွန်တော်ပြန်လုပ်ရတယ်ပြန်လုပ်ရတဲ့ဆက်စာချင်းမှာတော့အချိန်ယူရတယ်အခက်အခဲတွေလည်းအများကြီးရှိထားပါတော့အချိန်မရတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းသူလဲလာပြီဆိုတော့အချိန်ကြတော့ကျွန်တော်တို့လည်းစာအုပ်တွေထပ်ပြည့်မှာတော့တပတ်လုံးဖတ်ပြီးမှပြန်ပြီးတော့ပြန်လာဟိုပေါ့ reasonable ပေါ့နော် rental fees နဲ့တွားတယ်အဲ့ဒီဥစ္စာလေးတော့မရရအောင်ပြန်လုပ်နေတယ်ပေါ့